ဒီ model လေးကအပြင်ပန်းကြည့်ရင်တော့လူလိုတူလိုနဲ့အထက်တန်းစားအမျိုးသမီးတယောက်လိုပါပဲသူမရဲ့လက်အိတ်ကိုချွတ်လိုက်တဲ့ခါမှာတော့ခြေသေးကြီးတွေလိုမျိုးလက်ချောင်းတွေကိုတွေ့ရမှာပါဖနက်ကိုချွတ်လိုက်ပြန်တော့လေရုပ်ဆိုးလာတဲ့ခြေထောက်ကြီးတွေကိုမြင်ရပြန်ပါတယ်သူမရဲ့စပင်တူကိုချွတ်လိုက်တဲ့ခါမှာတော့အနာဖုတွေနဲ့ပြည့်နေတဲ့ထိပ်ပြောင်ကောင်းကြီးထွက်လာတာပဲဖြစ်ပါတယ်ခေါင်းပေါ်ကပိုးလောင်းကောင်းတွေကိုတောင်ဆွဲထုတ်ပြနေပါသေးတယ်ဒီမြင်ကွင်းကိုကြည့်နေတဲ့ပရိသတ်တွေအားလုံးကလည်းသူတို့ရဲ့အစစ်မှန်ရုပ်သွင်းကိုဖော်ထုတ်ဖို့အတွက်စပင်တူတွေကိုချွတ်လိုက်ကြပါတယ်သူမဟာကြောက်စရာကောင်းတဲ့ပါးစပ်ကြီးကိုဖျဲပြီးအော်ဟစ်နေပါတယ်ပြီးနောက်မှာတော့သူမဟာတစုံတစ်ခုကိုရှာဖွေဖို့အတွက်ခွေးတစ်ကောင်လိုမျိုးနှာခေါင်းနဲ့လိုက်ပြီးအနံ့ခံနေပါတယ်သူမဟာစပွဲခုံတွေကိုတော့မလိုက်ပြီးလက်ရှာနေတာပါအဲ့ဒီအချိန်မှာတကားခောက်တန်ကြားလိုက်ရတဲ့အတွက်အားလုံးကလူရောင်ဆောင်ပြီးအမြန်ပြန်ပြင်လိုက်ကြပါတယ်တကားပွင့်သွားတဲ့အခါမှာတော့စားပိုးနေတဲ့ကောင်လေးတစ်ယောက်ဝင်လာပါတယ်ဆုံးမတွေကအဲ့ဒီကောင်လေးကိုသူတို့ရဲ့အကြံစီထဲမှာပါဝင်အောင်ဆွဲဆောင်လိုက်ကြပါတယ်ည7နာရီထိုးတဲ့အခါမှာတော့အဲ့ဒီကောင်လေးရဲ့ခန္ဓာကိုယ်ကတုန်ခါလာပြီးနားနှာခေါင်းနဲ့ပုံတွေကနေခရမ်းရောင်ခိုးငွေတွေထွက်လာပါတယ်ခဏအကြာမှာတော့အဲ့ဒီကောင်လေးဟာယုံကလေးတစ်ကောင်ဖြစ်ပြောင်းလဲသွားပါတော့တယ်နောက်ဆုံးမှာတော့ဆုံးမကြီးဟာနောက်ထပ်ကောင်လေးတစ်ယောက်ကိုလည်းဖမ်းဆီးလိုက်ပြီးသူတို့ရဲ့ဆေးရည်တွေကိုအတင်းအဓမ္မတိုက်ကျွေးဖို့ကြိုးစားနေပါတော့တယ်